တမချန်းစာထဲမှာအသေးစိတ်မဖော်ပြထားတဲ့ကဘာဦးခေရဲ့လှုပ်ဝက်ချက်တွေရှိပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုနော်ရဲ့အဖိုးအေးနောက်ရေးသားခဲ့တယ်လို့ယူဆရတယ်။အေးနောက်ကျမ်းမှာကောင်းကင်တမန်တွေနဲ့နတ်ဆိုးတွေရဲ့ဇစ်မြစ်ကိုအသေးစိတ်ဆုံးဖော်ပြထားပါတယ်။အဲ့ကျမ်းကလေရှေးအောင်ကျမ်းစာတစ်စောင်ဖြစ်ပါတယ်။အရာအားလုံးဟာစောက်ချီသူများတဝါချာလို့ခေါ်တဲ့ကောင်းတမန်နေရာကနေစတင်ခဲ့ပါတယ်။သူတို့ဟာကောင်းကင်ဘုံကနေဆင်းသက်လာပြီးလူသားတို့ရဲ့သမီးပူတွေကိုဆွဲလန်းခဲ့ကြတယ်။အဲ့ဒီလောက်ရဟာကဘာမြေကိုဖျက်ဆီးမဲ့အစပြုခြင်းဖြစ်လာခဲ့ပါတယ်။ဒီကောင်းကင်တမန်တွေဟာလူသားတွေနဲ့အိမ်တော်ပြုံနေမကပါဘူး။သူတို့ဟာလူသားတွေအတွက်တားမြစ်ထားတဲ့ကောင်းကင်ဘုံရဲ့လှုပ်ဝက်ချက်တွေကိုသင်ကြားပေးခဲ့ပါတယ်။ခေါင်းဆောင်အစားဆယ်ကဆက်လက်လက်တွေနဲ့အလှပြင်ပညာကိုသင်ပေးခဲ့ပါတယ်။တခြားသူတွေကတော့မော်ပညာနှက်ခပေတာနဲ့ဗေဒင်ပညာတွေကိုသင်ပေးခဲ့ကြပါတယ်။ဒီဖောက်ပြန်မှုတွေကြောင့်ကမ္ဘာပေါ်မှာရက်9ပေကျော်ထွားကြိုင်းနဲ့နက်ဖလင်လို့ခေါ်တဲ့ဘီလူကြီးတွေပေါ်ပေါက်လာပြီးလူသားတွေကိုနှိပ်စက်ခဲ့ကြပါတယ်။ဒီပျက်စီးမှုတွေကိုမြင်တဲ့အခါဘုရားသခင်ကကောင်းကင်တမန်မင်း9ပါးကိုဆေးလွတ်ပြီးအပြစ်ပေးခဲ့ပါတယ်။အစားဆယ်နဲ့ပုံကန်သူနေရာကိုမြေကြီးအောက်ကအမောင်းထုထဲမှာအကျဉ်းချထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာအေးနောက်ဟာကောင်းကင်ဘုံကိုအရှင်လက်လက်ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။သူဟာကောင်းကင်တမန်မင်းယူရီယာရာဖာရက်ဒိုနဲ့အတူစကြရာရဲ့လိုအပ်ချက်တွေကျဲတာယာတွေရဲ့လဲပတ်မှုနဲ့ဝိညာဉ်တွေနားခိုရာငရဲခမ်းမတွေကိုမျက်မြင်တွေ့ရှိခဲ့ပါတယ်။သူဟာလူသားမျိုးနဲ့အတွက်လူသားထံမှဆင်းသက်လာသူ The Son of Man ယေရှုခရစ်တော်ကြာလာမယ့်အကြောင်းဗျာဒိတ်တော်တွေကိုပါရရှိခဲ့တာပါ။နောက်ဆုံးမှာတော့ညဉ့်ညမ်းနေတဲ့ကဘာမြေကိုတန့်စင်ဖို့နော်ယေခေယူလန်းမှုပြီးကြားရောက်လာပါတယ်။ဘလူးကြီးတွေတေဆုံးသွားပေမဲ့သူတို့ရဲ့ဝိညာဉ်တွေဟာကဘာပေါ်မှာကြံရစ်ခဲ့ပြီးလူသားတွေကိုဖျက်ဆီးမဲ့ဝိညာဉ်ဆိုးတွေဖြစ်လာခဲ့တယ်လို့အေးနောက်ကျမ်းကဆိုထားပါတယ်။အေးနောက်ကိုယ်တိုင်ကတော့ဘုရားသခင်ရဲ့ရှေ့တော်မှာကောင်းကင်တမန်မင်းမက်တထရွန်အဖြစ်ပြောင်းလဲပြီးကောင်းကင်ဘုံရဲ့မှတ်တမ်းအရာရှိဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့ကျမ်းစာဟာဘာကြောင့်တမန်ကျမ်းစာထဲမှာမပါဝင်လာရတာလဲဆိုပြီးမင်းကိုရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့မူရင်းစစ်မစစ်အငင်းပွားမှုတွေနဲ့ခေတ်ဆက်ဆက်ပျောက်ကွယ်နေရတာကြောင့်ပါ။ဒါပေမဲ့ဒီကျမ်းဟာအစောပိုင်းခရစ်ယာန်တွေနဲ့ယဟူဒီတွေကြားထဲမှာတော့အလွန်ဩဇာညောင်းခဲ့တဲ့ကျမ်းတစ်စောင်ဖြစ်ခဲ့ပါတယ်။အေးနောက်ကျမ်းဟာကျွန်တော်တို့ကိုတတိပေးနေပါတယ်။အဲ့ဒါကတော့ဖြောင့်မတ်ခြင်းလမ်းကိုရွေးချယ်ဖို့နဲ့မကောင်းမှုရဲ့အကျိုးဆက်ဟာဘလောက်ကြောက်စရာကောင်းတယ်လဲဆိုတာပါပဲ။အခုလိုခရစ်ယာန်တွေနဲ့ဆိုင်တဲ့ဗုဒ္ဓများကိုလေ့လာတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကြည့်ရှုလေ့လာတဲ့ရစင်ကိုရသခင်ကောင်းကြီးပေးပါစေ။